ခေါင်းတွေကိုဟောထားတာစိတ်တက်တွေကိုညှစ်နေတာပါဒီနေ့တမန်ကျမ်းစာတော်မြတ်တွေကကျွန်တော်တို့ဟာသာဝနာပြုဖို့အတွက်အားရည်ရှိစီကိုတွန်းအားပေးဖို့အဲ့တော့သာဝနာပြုတနေ့လေးမှာလူတိုင်းမှာသာဝနာပြုခြင်းအလုပ်တောင်းရှိရဲဆိုတာကိုပြန်ပြီးတော့နံပါတ်1အနေနဲ့သိရအောင်ဖခင်ကျွန်တော်တို့ဖန်ဆင်းတဲ့ကဘာကြီးကိုပုံစိုးလို့ကြတော့ကောင်းမြတ်ခြင်းတွေနဲ့ပြည့်နဲ့စေကြတော့ဒါဟာကျွန်တော်ရဲ့ပထမဆုံးလူတိုင်းတရားချင်းစီအတွက်တရားပြီးတော့သာဝနာပြုခြင်းအလုပ်ပါတောင်းလို့ရပါအဲ့တော့ကျွန်တော်ကမိမိရဲ့စွမ်းစားတွေမိမိရဲ့တည်မှုတွေမိမိရဲ့အင်အားတွေစွမ်းအားတွေအကုန်လုံးဟာသာသနာ့ပြုခြင်းအတွက်ဖြစ်ပါပဲ။ဒါကြောင့်ဘယ်ဘဝကိုရွေးချယ်လောကမှာရှင်သန်ရတဲ့အခါမှာခေါ်တော်ခြင်းများစွာရှိဘဝရဲ့အနေအထားပုံစံမျိုးစုံရှိလုပ်ငန်းတွေမှာကျောင်းမှာရုံးမှာအိမ်မှာဖျားကျောင်းမှာနေရာတိုင်းမှာ wherever you go there is mission ဟုတ်ကဲ့စေပြောခဲ့တဲ့စကားပါဘယ်တော့မှအဲ့ဒီမှာပါတာပြုဖို့ရှိတယ် The church has a mission ဆိုတာတဲ့နော် church မှာသာသနာတော်ကြီးမှာဧဝံဂေလိတရားဟောကြားဖို့အတွက်ဝတ္တရားရှိတယ်ဆိုတာတဲ့ The church is a mission သာသနာတော်ကြီးဟာဧဝံဂေလိတရားဖြစ်နေပါလေအတိတ်ကကျွန်တော်ရဲ့ဖြစ်တည်မှုကဘာမှမပြောလို့ဆိုရဲတဲ့ဒီစင်ကိုကိုရှိနေတဲ့နေရာကြီးဝမ်းမြောက်ဖွယ်ရတဲ့ကိုတတ်သိခံနေတဲ့ခြေတွေမှာရှိရပါအဲ့တော့ပြန်ပြီးတော့ဒီလိုမှာတော့ချက်လေးတစ်ချက်ကိုမိကိုလေးတွေပြန်ပြရတင်ရှိတဲ့နေရာမှာကိုလေးစဉ်းချမ်းပါလားသင်ရဲ့ရှိနေတဲ့လူတွေကြော်သွားတာဝေဒနာခံစားနေရတဲ့လူမမာပဲဖြစ်ဖြစ်စိတ်သက်ပြုတ်ကျနေတဲ့အားငယ်တွေပဲဖြစ်ဖြစ်အပေခံနေရတဲ့စင်ရသားတွေပဲဖြစ်ဖြစ်လုံချတဲ့ဘဝကိုရှင်သန်နေရတဲ့လူသားရဲ့ဘဝသိက္ခာပြောက်ဆုံးနေတဲ့လူတွေမှာပဲဖြစ်ဖြစ်သိရဲ့ရှိနေကြခြင်းအသက်ပြောင်းနေတာဖြစ်လားဒါဆိုရင်လည်းငါရှိတယ်အသက်ပြောင်းနေတာလေဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာကိုရှိနေတဲ့ကြောင့်မိဘတွေစိတ်ချမ်းသာမှုရတယ်ကိုယ်သာသနာမှာကိုယ်ဖွဲ့စည်းမှာဘယ်နေရာမှာပဲပါဝင်ရကိုယ့်ရဲ့ရှိနေခြင်းဟာအားလုံးပျော်ရွှင်မှုကိုဖန်တီးပေးနိုင်ရတာဒီလေကျွန်တော်အားလုံးတွေ့ကြုံခံစားနေကြရတဲ့မျော်လင့်ခြင်းမဲ့နေတဲ့ဒီအပိုင်းပိုင်းမှာဘာကြောင့်မျော်လင့်ကြမဲ့နေရတာလဲမျော်လင့်ခြင်းဆုံးရှုံးနေရတာကျွန်တော်ရှိနေခြင်းကအကျိုးပြုနေလို့ဖြစ်ပါတယ်တိဆောက်ခြင်းနဲ့ချက်စည်းခြင်းကိုကျွန်တော်လုပ်နေပြီလို့ပါအပြုသဘောဆန်တဲ့အတွေ့တဲ့ဖြစ်စည်းမှုစိတ်ကူးစိတ်တမ်းရိုင်းနေတာကျွန်တော်တို့သွမ်းလို့ပြီးလို့အဲ့တော့ဒီပုံမှာပါတော့သင်ပါလို့လုပ်ပါမယ်ဘာလို့ရွေးချယ်ပါဒီနေ့ရန်ကုန်ကြီးကတော့ဒီ Mission Sunday အတွက်ရွေးချယ်ထားတဲ့ဒီတရားကောင်းစဉ်ကခွန်အားပေးစေတဲ့ရာတာ Missionaries of Hope ဒီနေ့မျှော်လင့်ခြင်းနဲ့သာသနာပြုရဖြစ်ကြပါကိုယ်တိုင်ကမျှော်လင့်ရမဲ့နေတဘာမှဆိုလို့ပြောနေပြီးပါအဲ့တော့ကျွန်တော်ရဲ့မျှော်လင့်ခြင်းကဘာမှလဲနံပါတ်1အရင်ဆုံးကိုယ့်ကိုယ်ကိုမျှော်လင့်ခြင်းနဲ့ပြည့်ဝနေတဲ့ပုဂ္ဂိုလ်ခရိယာရဲ့ကျမ်းစာမှာစိတ်ပြည့်အားငယ်ခြင်းမရှိတယ်လို့ပြောတယ်စိတ်ပြည့်ကြတော့လို့ပြောမျှော်လင့်ခြင်းမ
မဲ့မဲ့လည်းဒီမှာလို့ပြောညှော်လေးကြီးရှိပါဘာကြောင့်လဲကျွန်တော်ရဲ့ညှော်လေးခြင်းကဥစ္စာပစ္စည်းချမ်းသာကြွားခြင်းမှာမဟုတ်ဘူးကျွန်တော်ရဲ့ယာရုဘုရားမဟုတ်ဘူးအာနာပါဝါမဟုတ်ဘူးဒါမှလည်း the risen Christ ရှင်ပြန်တော်ဖြစ်တော်ဟာကျွန်တော်အားလုံးရဲ့ညှော်လေးခြင်းဖြစ်တယ်လို့အဲ့ဒါဘာလို့ရလဲဘိုးစေအားလုံးပြောလို့ဒီတချို့ရွေးလိုက်ပြီးလို့ရှိရင်အမလိုက်အဲ့ဒီရန်သူတွေတော့တာစတောက်ပြီးနေတယ်သူတောင်းတော့တက်ကြတော့လက်ကိုမြောက်တယ်လက်ကိုမြောက်ထားတယ်ကျွန်တော်အားလုံးတရားကိုဘုံပြုဖို့ပါမိုးစေပြမှာမိုးစေချစ်တိုင်းပြည်ကနေပြီးတော့သူ့ရဲ့ဘုရားလူမျိုးတော်တွေကိုဥဆောင်ပြီးတော့ဖတ်လာတဲ့အခါမှာတောင်းလို့ကိုကြိုင်ရတာသိထားတယ်အဲ့ဒီ stick ဒီတော့တောင်းလေးဟာဘုရားရဲ့ပါဝါဘုရားရဲ့ကောင်းကြီးတော်ဘုရားရဲ့ကြီးစုတော်နဲ့အခွင့်အာဏာကိုပူဇော်ပြီးတာဖြစ်တယ်။ဒါကြောင့်သူဒီအရာကိုအသုံးပြုတဲ့အခါတိုင်းဘုရားနဲ့ရှိနေတယ်ဆိုတာကိုဖော်ပြတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့လက်တွေမြောက်ထားတယ်ဆိုတာကြာလာတဲ့အခါဘိုးဆယ်ပါဖြစ်လာတယ်။ကျုပ်ကြာလာ။ကျွန်တော်တို့ဘုရားရဲ့ကင်မရာကိုဆောက်တဲ့အခါမှာဒီတိုင်းပဲကျွန်တော်ရဲ့စိတ်ဓာတ်ကျန်းကျင်ပေါ်ပြုတ်ကြတယ်။ကျန်ကောက်ဖို့လိုတယ်အဲ့လိုမာနေနိုင်ဖို့အတွက်ကိုယ်စွမ်းစားတဲ့တရားကိုဆိုတာကိုဒီဖြစ်တဲ့တရားပေါ်ပြဘိုးတဲ့ချီလာပြီးနဲ့လာပြီးအားရရက်လာပြီးအဲ့တော့မလုပ်သေးတယ်အားရလေဘုရားဆိုတဲ့ပုဂ္ဂိုလ်ပါဘယ်တစ်ဖက်ရတော့လက်ကိုဘာလို့ထားပြရအဲ့ဒီမှာကျွန်တော်အားလုံးပဲပြန်ရအောင်ကျွန်တော်ဟာစိတ်ကောင်းခြင်းနဲ့သာသနာပြုဖို့အတွက်ရည်ကြီးရဲဆိုတာကိုသတိပေးတယ်။ဘယ်ဘဝကိုပဲယူလိုက်ရမှာ။ခေါ်တော်ခြင်းလောက်ကိုပဲလိုက်လိုက်။မိသားစုဘဝမှာစိတ်ကောင်းခြင်းမဲ့လာပြီဆိုရင်ကျွန်တော်တို့နေရမယ်ပေါ့။ဒါကြောင့်စိတ်ကောင်းခြင်းဟာသာသနာပြုတိုင်းလုပ်ရမယ်။ဘုရားနဲ့ပေါင်းစပ်နေကြပါ။ဘုရားအလုပ်ကိုလုပ်တော့ဘုရားရဲ့အတန်ကိုမကြားနဲ့လုပ်ပြီးတော့ကျွန်တော်ပါကျိုးပါရတာ။မိသားစုပေါ်လည်းတိုင်းပဲတရားတော်ကမယုံတဲ့ကြီးအချင်းချင်းစိတ်ဝမ်းကွဲတာပဲစီလုံးမှုမရှိတဲ့အပြင်တယောက်နဲ့တယောက်မောင်းနေပွားတယ်ရန်နေဖြစ်တယ်နောက်ဆုံးခေါ်ပြောနိုင်တဲ့ဘဝကြီးကိုမကပ်ပါနဲ့ဒီလိုထုတ်သွားကြတယ်အဲ့ဒါကကျွန်တော်တို့ဒီနေ့ငါသာသနာပြုတရားနေတဲ့ဘာလို့ပြန်ပြီးပြုပြင်ကြမလဲဆိုတာကိုဖိတ်ခေါ်နေတာပါစိတ်ကြမယ်မှန်ပါတယ်တို့တော့အာရုံနဲ့ပူရာဆိုတဲ့ပုဂ္ဂိုလ်နှစ်ဦးမိုးစေလုံးအဲ့ဒီလိုဖျားတဲ့လူပေါင်းဆက်တဲ့အခါမှာလေလူသားချင်းချင်းရိုင်းရင်းကူညီဖို့အတွက်ကျွန်တော်တို့သဘာဝရဲ့ကူညီလိုအပ်တယ်ဆိုတာကိုသိပြရတယ်။ဒါကြောင့်ဒီသာသနာမှာအလုပ်လုပ်တဲ့အခါမှာလည်းပုံကြီးတစ်ပါးနဲ့တရားလူတို့တရားနဲ့လည်းတရားဘောကဖွဲ့စည်းတစ်ခုနဲ့လည်းတရားအားလုံးအတူတူပါဝင်မှာဒီသာသနာရဲ့အရွေးတစ်ခုပါရှိကိုရောက်တယ်ဒီသားစုမှာလည်းတော်လေးပြပါဘူးအဖေကလည်းကြိုးရုံးလုပ်နေနောက်ဆုံးဘောပန်းလာပြီးတော့ဘောမတွေနဲ့သာသမီတွေနဲ့တရားပေါ်မှာညှို့ညင်လာပါတယ်အဲ့တော့ကောလုံးကမိမိရဲ့အစွမ်းစားအတတ်ပညာအင်အားစွမ်းအားတွေနဲ့အကုန်လုံးပြောတဲ့တရား supporting ထောက်ပံ့ကူညီပေးနေရပါမယ်ဒါဒီကျွန်တော်ဒီနေ့သာသနာပြုခြင်းမှာအရွေးတစ်ခုကိုရှေ့တစ်ခုကိုရောက်ဖို့အတွက်ညှော်နှိမ့်ခြင်းဆိုတဲ့ဒီဟာကခရစ်တော်ဘုရားရှင်ဖြစ်တာမို့လို့ညှော်နှိမ့်ခြင်းအတွက်သာသနာပြုပြီးကအဲ့ဒီဘုရားရှင်ရဲ့အမြဲတမ်းပေါင်းစပ်လို့လိုတယ်။ဒါကြောင့်ဘုရားရဲ့အပန်းကိုတူးချင်းနားထောင်လို့ဆုတောင်းခြင်းမှာအတူတူကနားထောင်လို့လိုပါ။ဒါကြောင့်နှုတ်ကပတ်တော်ကိုကျွန်တော်တို့အတူတူကနားထောင်တဲ့အခါမှာဒုတိယကျမ်းစာမှာတိမောသေအေးမိငယ်လေးကပြီးခဲ့တဲ့ကျမ်းစာလေးကိုပြန်ပြောပြပါလို့ဆုံးမပါအားပေးပါနောက်ဆုံးစကားလုံးလေးပါလေးပြောလိုက်တယ်မြင့်ဆုံးသောစိတ်ရှိပြီးခဲ့ခြင်းလေခေါ်အားပေးပါတိုက်တော်လို့ဆိုတာကျွန်တော်တို့ပါဒူရာဒူရာဒီကားဒူရာအ
ဖွဲ့စည်းတိုင်းမှာဒီကနေ့ကမ္ဘာကြီးမှာဖြတ်ဆုံးနေတဲ့ကြာစိတ်ရှိတည်နေပြီလုံးဝညော့နေတာပါကဲဒါဟာဒီနေ့အဲ့ဒီအတွင်းသက်တွေပြန်ရှင်လာနိုင်ဖို့အတွက်ဖျားမပါလို့ရှိရင်မရပါဘူးအဲစစ်တောင်းရေးဆိုတဲ့ဟာကအရေးကြီးသလိုအဲ့ဒီစစ်တောင်းတဲ့အခါမှာလည်းစိတ်ပြအားကြီးနေမဟုတ်ပဲဇွဲလေးကြီးစွာနဲ့အဆုံးတိုင်အောင်ဒီကြီးမြဲကြံဖို့လိုပါတယ်ဆိုတော့အယုံကြည်ကျမ်းစာမှာမဆိုးမရဲ့သူ့ရဲ့တရားသူကိုတောင်းဆိုရတဲ့ပူဇာတာထက်လဲလာပြီးတော့တရားသူကြီးရှိကျမရဲ့အမှုကိုနည်းနည်းလေးတရားနာတာတော့စီပေးပါမသိသလိုပဲနေတာဒုတိယရေကတော့တတိယဟေးနောက်ဆုံးတော့မတရားတဲ့တရားမှုကြီးတော့ဘာပြောလဲမတရားတဲ့တရားမှုကြီးတော့အေးမဖြစ်ချင်တော့ဘူးတရားလေးတွေကအုံနောက်စားတယ်ဒီ point ကလာပြီးနောက်ဆက်နေပါမယ်နောက်ဆုံးတော့တရားစီပေးလိုက်တယ်လူသားချုပ်တဲ့လူအားနေတဲ့မတရားမှုကိုပြုတဲ့တရားသူကြီးတွေတော့မှအဲဒီလိုလုပ်ပေးတယ်ဆိုရင်သနာကျင်လာနေတဲ့ဒီတို့ရဲ့စတောင်းတယ်ကိုနားလည်တဲ့ဘုရားအဖေကမင်းတို့ရဲ့လူအားမှုကိုပတ်သက်ပေးမယ်ဒီပါမလားတရားကျွန်တော်ဒီကောင်ကောင်းစတောင်းခြင်းမှာဘယ်တော့မှအရှုံးမရှိစတောင်းခြင်းဆိုတာကကျွန်တော်တို့ရာကိုတောင်းတာမှန်တယ်တို့တော့ဘုရားကကိုယ့်ကိုဘာပြောလဲဘာလို့ရှိတယ်ဆိုတာကိုနားထောင်ပြီးတော့သူပေးနေတဲ့သူ့ရဲ့အကြည့်နဲ့သူ့ရဲ့စွမ်းအားတွေကိုကျွန်တော်တို့ရည်ခြင်းဖြစ်တယ်။အဲ့ဒီအရာလည်းပြန်လုပ်တာလေ။ကိုယ့်ရဲ့ဘဝအတ္တမှာသာသနာ့ကြီးကိုပြန်လုပ်တာ။ကောင်းရကောင်းကျိုးတွေကိုလုပ်တာ။အဲ့တော့ကောင်းရကောင်းကျိုးဒီကနေ့ကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့အခြေအနေမှာဘာလိုအပ်နေလဲကမ္ဘာမှာဘာလိုအပ်နေလဲမျော်လင့်ခြင်းကိုပေးဖို့ပါ။အဲ့ဒီမျော်လင့်ခြင်းကဘယ်ချိန်မှရမှာလဲ။ဘုရားပါလဲ။ဘုရားကဘုလေ is justice တရားမျှတခြင်းပုဂ္ဂိုလ်တော်မြတ်ပါတနာကျင်လာခြင်းပုဂ္ဂိုလ်တော်မြတ်ပါအဲ့တော့တရားရှိလာတဲ့နှလုံးသားတွေဟာတရားမျှတခြင်းအတွက်ရှင်သန်ပါတယ်အဲ့ဒီတရားမျှတခြင်းကိုလည်းဘာနဲ့အလှတစားစင်နေတာလဲဆိုရင်တနာကျင်လာခြင်းပြလာတော့တယ်ဒါကြောင့်တရားရဲ့မျှတခြင်းတရားခြင်းဟာတနာလို့လာဒီနေ့ဘုဆိုးမကနားကြောင်းနဲ့တရားသူကြီးဘုရားရှိခိုးတယ်ကျွန်တော်တို့ရဲ့စေရသားတွေကိုတွေးတဲ့ကိုအမြဲတမ်းနားကြောင်းနဲ့ကြားပါအဲ့တော့အာရရှင်နဲ့ကြည့်တဲ့ညော်လင်းခြင်းရဲ့ကဏ္ဍတော်များဒီညော်လင်းခြင်းရဲ့သာသနာပြုများအနေနဲ့ကိုမိသားစုကိုရက်ွက်ကိုလူဖွဲ့စည်းတဲ့သာသနာတော်ကြီးမှာဆက်လက်နေတာပတ်သက်ကြရစို့